လောကလူတွေဟာတဲ့ဒုက္ခနဲ့ကြုံလို့ရှိရင်တော့ဘဝင်မြင့်ပြီးတော့ကိုယ့်ကိုမောက်ကြွားလာတတ်တယ်တဲ့ဆင်းရဲဒုက္ခနဲ့ကြုံပြီးဆိုပြန်တော့လည်းပဲငုံရှိုးပြီးစိတ်ဓာတ်တွေကြကုန်ကြပြန်တယ်အဲ့တော့လူတွေဟာလောကရန်ရဲ့ဓာတ်ကိုမခံနိုင်ဘူးလို့ဆိုလို့တယ်နော်ချမ်းသာရင်လည်းလူဟာမောက်မာလာတယ်ဆင်းရဲရင်လည်းစိတ်ဓာတ်တွေကြလာတယ်အဲ့ဒီလိုလောကရန်ကိုမခံနိုင်ကြဘူးဒွါယေနဘာလာဟိညာတိဘယ်လိုနေထားနဲ့ကြုံဒုက္ခနဲ့ကြုံဒုက္ခနဲ့ကြုံအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကစိတ်ပင်ပန်းတာပဲဘယ်တော့မှချမ်းသာအောင်မနေတတ်ဘူးပေါ့ဒီလောကရန်ဆိုတာလောကမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းကြုံတွေ့ရမယ့်သဘာဝတရားလို့ခေါ်တယ်နှိမ့်တုံမြင့်တုံနှိမ့်ကြည်မြင့်ကြည်အလီလီကြုံတွေ့ရတဲ့လောကရန်တရားတွေဟာသဘာဝကဘယ်လိုပဲကြုံတွေ့စိတ်ဓာတ်တည်ငြိမ်အောင်ထားနိုင်ရမယ်မထားနိုင်ဘူးဆိုတဲ့လူမိုက်တွေဟာပင်ပန်းကြီးစွာဖြစ်ပြီးဒီလိုပင်ပန်းနေကြတာဘာကြောင့်လို့ဆိုယထာဘူတံအဋ္ဌတိနောအမှန်ကန်မသိလို့ဖြစ်တာလောကမှာလောကရန်ဆိုတာလောကမှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေဟာဖရာတော်မလွတ်ဘူးနော်တာတဲ့အခါတလက်ဆင်းရဲတဲ့အခါတလက်ဒုက္ခတလက်ဒုက္ခတလက်ဒီလိုဆိုတာကြုံရတတ်တာပဲလောကထဲမှာနေတဲ့ပုဂ္ဂိုလ်တွေဟာလောကရဲ့ဒီအကြုံတွေ့တွေရှိနေမှာပဲရှိနေတဲ့နောက်မှာအမှန်ကန်ကိုစဉ်းစားပြီးဒါလောကရဲ့သဘာဝတရားပဲလို့ရှုမြင်သုံးသပ်ပြီးစိတ်မပင်ပန်းစေရအောင်ရှင်လန်းစွာကိုလုံးရမယ့်အလုပ်ကိုလုပ်ဖို့ဘုဒ္ဓမှာအရေးကြီးတယ်လို့သူတို့ဆုံးမတာနော်အဲ့တော့ဘယ်သူပဲဖြစ်ဖြစ်လောကရန်တွေ့လာတဲ့အခါကိုထားနိုင်အလားထားနိုင်အောင်ထားတတ်ဖို့လိုအပ်တယ်စားစရာမရှိငါပြတ်နေတဲ့အခါလဲစိတ်ဓာတ်မကြနဲ့စားစရာတွေပေါ်နေတဲ့အခါလဲမာနမကြည့်နဲ့ဒီလိုဆိုလို့ယာတုရှိနေပြီဆိုရင်လည်းမာနမကြည့်နဲ့ယာတုကြသွားပြီဆိုတော့လည်းပဲစိတ်ဓာတ်မကြနဲ့ဘယ်အရာဖြစ်ဖြစ်ရှိခြင်းမရှိခြင်းတိုးတက်ခြင်းဆိုးခြင်းဆိုတာကြုံတွေ့နေမှာပဲတဲ့အဲ့ဒါမသိနားမလဲတဲ့ပုဂ္ဂိုလ်တွေဟာအမှန်တရားကိုမြင်နိုင်ခြင်းမရှိသည့်အတွက်ကြောင့်လောကရန်ကြောင့်တုန်လှုပ်နေကြတာပဲဖြစ်တယ်